Missingပြောရတခုမှစမ်းမနဲ့နားမလားဆိုင်ထဲမှာဖြစ်နေဆိုတော့ဒီလောက်ရက်ကြီးအပေါ်ကိုဘယ်လိုမြင်လဲဆိုရင်လုံးဝကြီးပြောစရာစကားမရှိအောင်ပဲတော်တော်လေးအံ့ဩတယ်ဗျာဘာဖြစ်လို့လဲဆိုတော့လူငယ်ဟိုမှတော်တော်လူငယ်ပေါ့နော်အသက်20ဝန်းကျင်လူငယ်တယောက်အနေနဲ့လုံးဝပြီးတော့အရှိန်ထိုးအောင်မြင်နေတာเนาะတရှိန်ထိုးအညွန့်တလူနဲ့တက်နေလဲအချိန်ကြမှာဒီလိုကိစ္စရဲ့ကြီးနဲ့ဆုံးရတယ်ဆိုတော့အကုန်လုံးကလည်းဒါဝမ်းနေစရာအဖြစ်ပြက်ဒီเนาะနှမျောဖို့လည်းတော်တော်ကောင်းတယ်ဆိုတော့နောက်ပြီးတော့ပို့ပြီးအံ့ဩတာတွေကတော့ဒီတရှင်ဒီຢာထဲမှာအများကြီးပဲရှိတယ်ဗျာဒီကိစ္စရဲ့ကြီးဖြစ်သွားတဲ့တဲ့ကတော်တော်အံ့ဩစရာတွေပဲဘလို့မှလည်းစဉ်းစားမရဘူးပေါ့နော်စကားလုံးတွေလည်းပြောစရာတကယ်ဘာမှမရှိတော့အောင်ပဲအဲ့လိုမျိုးဖြစ်ပြီးတဲ့အချိန်ပြီးတော့မှဒီတချင်းကထွက်လာတယ်ဒီတချင်းကလက်တက်ကတွေရဲ့စက်ရုပ်လူသားဆိုတော့ဒီတချင်းက223ဒီ YouTube ပေးရနေပြီးတော့တင်ထားတယ်ဒါဆုံးသွားပြီးကမှဒီတချင်းကိုတင်လိုက်တော့မဆုံးခင်ဒါရေးခဲ့တာဒါကြီးနော်မဆုံးခင်ရေးခဲ့ဒါသူ့ရဲ့ဒါဘလို့လဲတေတန်းစာလို့နောက်ဆုံးတချင်းလဲဖြစ်တယ်လုံးဝအီကိုဘလို့လဲမသိတော့ဘောเนาะကျွန်တော်လည်းပြောပြစရာတွေဘာမှမရှိတော့ဆိုတော့ကျွန်တော်ဒီတချင်းကိုနားထောင်သွားမယ်ဒီတချင်းထဲမှာလုံးဝအီနောက်ဆုံးနားထောင်ပြီးပြောတော့ကတော့နှစ်ခေါက်သုံးခေါက်တော့နောက်ဆုံးမှာစကလုံးတွေကဘလို့လဲအဲ့ဒါကြီးတွေဒီနောက်ဆုံးမှာချိန်ချောက်တယ်ထင်နေတာလားဆိုပြီးတော့တကယ်လှုပ်ပြသွားတာเนาะချိန်ချောက်တာမဟုတ်ဘူးတကယ်ပါဆိုတာကိုမီစုဆိုတဲ့ကောင်မလေးတယောက်ကိုဒီတချင်းထဲမှာပြောရတယ်ပေါ့နော်ဆိုတော့အန်အောမှင်သက်မှုတွေနဲ့ဒီလက်တွေ့ကြခံစားနေရတဲ့ဒီလူငယ်တွေရဲ့တဘာဝဖြစ်နေတယ်ဗျာဒီလိုကိစ္စရဲ့မျိုးရဲ့ကောင်မလေးနဲ့ကောင်လေးဖြစ်ရင်အဲ့လိုမျိုးစကားတွေနဲ့ပြောကြပါသူတို့ချစ်တဲ့သူကိုဆုံးရှုံးမှာဆိုလို့နေမရှိရင်ငါတေးမှာအဲ့လိုမျိုးပုံစံနေပေါ့ဆိုတော့ဒီမှာတကယ်ကြီးလှုပ်ပြသွားတာကြီးကတော့နော်လှုပ်ပြသွားတာထက်ဗျာအရန်မိုက်ဆုံးသချင်းတွေကိုဒီကဘာမှာရေးကြီးဆုံးကမိဘပဲဆိုရဲတချင်းအစပြီးဒီနောက်ပိုင်းမှာလုံးဝကြီး update ဖြစ်လာတာဗျာသိလားသူတို့စပြီးထွက်လာတဲ့အချိန်မှာတော့သူများထက်နှစ်ဆင့်ကျော်တဲ့ music မျိုးနဲ့ထွက်လာတာเนาะဒီကဘာမှာရေးကြီးဆုံးမိဘပဲဆိုရဲတချင်း music type တွေကဆိုတော့ဒီလိုအချိန်မှာဟိုတလောကထွက်လာခဲ့တဲ့တချင်းတွေကိုနာညီတို့ခေါ်ပေါ်တန်းရင်းနဲ့ rave trade about checkဒီစင်ကရိုက်ကမဲ့ bass bass speak on rave ဆောင်းရန်ကြီးပြောင်းလဲသွားတာမြင်ရတယ်ဗျာအဲ့တချင်းတွေနဲ့ဒါရှင်ကြည့်မယ်ဆိုရင်လုံးဝနှမျောစရာကောင်းတာပဲသိတယ်ဗောနော်ပြောစရာစကားတော့ဆိုတော့စကားတွေကအရန်များသွားပြီတချင်းနားထောင်သွားမယ်ဒီတချင်းမျိုးကနောက်ထပ်ဘယ်တော့မှပြန်မရတော့ဘူးဒီအစာပိုင်းကိုနားထောင်ကြည့်ရသလောက်ကတယောက်တည်းခံစားနေရတဲ့ခံစားချက်တွေကတော့အများကြီးရှိမှာဗျာဒါကတော့ကျွန်တော်မပြောလဲဒီအကြောင်းအရာတွေသိတဲ့သူတွေကတော့သိမှာပဲဒီမှာဒီတချင်းကိုနားထောင်လိုက်ရတဲ့ဒီအစမှာနေ तू ဘယ်လောက်ထိတောင်မှသူ့အတွက်မုန်းချက်မှုတွေများနေမလဲเนาะဒီသူရောက်နေလဲကဘာဘယ်ကဘာလဲ shit ဒီကဘာပေါ်မှာတယ်ဇာဂီနောမပြမမဲရောအားလုံးမညာတော့ပေါ်တဲ့ဗီဒီယိုရင်းချီနမ်တီနာဒီမာရမဒီယာနဲ့ခိုင်တဲ့နေကလွယ်လို့ချင်တာအားလုံးမလို့ရမ်တီနာ
ဘလို့လဲအများကြီးပဲစဉ်းစားကြရရအောင်တကယ်ဆိုရင်လဲဓာတ်ပုံတွေဗီဒီယိုတွေရတာပဲကြံခဲ့တာပေါ့ဒီလိုမျိုးပုံစံဒီလိုမျိုးအဖြစ်ပြက်မျိုးဆိုတာတကယ်ကျွန်တော်တို့အရင်တော့နိုင်ငံခြားပြည်မှာပဲမြင်ဘူးတယ်ပေါ့နော်ဒီလိုတချင်းတွေဆိုတာဒီလိုတချင်းမျိုးဆိုတာနောက်ထပ်ဘယ်တော့မှပြန်မလာနိုင်တော့လေတချင်းနောက်ဆုံးရေးခဲ့တဲ့တချင်းနောက်ဆုံးရေးခဲ့တဲ့ဆိုတဲ့တချင်းဟိုမှာအဲ့လိုပေါ့ဗျာဘယ်လိုလဲမပြောပြတတ်တော့ဘူးပေါ့နော်ဒီတချင်းကတီးတာကိုရေးတာကိုဒီတချင်းတစ်ပုတ်လုံးရဲ့အစအဆုံးကဒီလက်တက်ကတော့တယောက်တည်းပဲဒါဖန်တီးရတာပေါ့ဒါဟိုမှတူတူတရီကသူကွယ်လွန်ပြီးနောက်ဆုံးကြမှာပြန်ပြီးတော့ဒီတချင်းကိုတင်လိုက်တာပေါ့နော်ကွယ်လွန်ပြီးဒီ3-4ရက်အကြာမှာပြန်ပြီးတော့ဒီတချင်းကိုတင်လိုက်တာဆိုတော့ဒီထဲမှာဒီနားပေါ့နော်ကျွန်တော်1မိနစ်နဲ့34စက္ကန့်လောက်မှာဆိုရင်သူ့ရဲ့ဒီလှုပ်ထားတဲ့အတန်တွေမှာဆက်ရုပ်အတန်တွေမှာအရန်ပိတ်လောင်နေလဲအတန်တွေမုံချက်နေလဲအတန်ပုံစံမျိုးတွေဖန်တီးထားတယ်နားထောင်ကြည့်လိုက်ကဲရှင်းဖို့မရတော့ဒီနေရာကိုကျွန်တော်ဒီတပုတ်လုံးနားထောင်တာဒီနေရာကိုပို့ပြီးတော့အထီဆုံးပဲလုံးဝအယူလှုပ်ပြသွားတာမောပါနဲ့ပေါင်းစင်းနေဆိုရှေ့ရတဲ့ငယ်ချင်းမင်းတို့လည်းငါတို့တော့မောပါနဲ့မိသားစုဝင်တယောက်ချင်းနေတာမင်းတို့လည်းငါတို့တော့မောနေတော့ရှင်သူ့ရဲ့မိဘဒီမှာနေသူ့ရဲ့မိဘနဲ့သူ့ရဲ့တငယ်ချင်းတွေသူ့ကိုချစ်တဲ့သူတွေအားလုံးသူမငိုပါနဲ့ဆိုပြီးသူပြောရတယ်မငိုပါနဲ့ပြောပြီးတော့ तू ကသူ့ရဲ့အသက်ဒါ21လို့ကျွန်တော်သိရတယ်ပေါ့နော်အဆုံးစီရင်မှုကြီးอ่ะဒါကြီးอ่ะဘာရန်ပြင်းထန်တော့ကြီးတယ်ဗျာသိလားသူ့ရဲ့ fan တွေဆိုရင်ပို့ပြီးတော့ပြောပြစရာစကားရှိမှာမဟုတ်တကယ်လုံးဝလုံသွားတာကြီးอ่ะကျွတ်စင်ကြီးဗျာတကယ်ကျွတ်စင်တရားဆိုတော့ပြောလို့ပေါ့ပြောငါတို့ကပို့လို့ပေါ့မစ်စင်ငါပြောရတဲ့ခုမှစမ်းမနေနားမလားဆိုင်ထဲမှာဖြစ်နေရတဲ့အားလုံးကြားနိုင်မယ်သူကနေတရားပဲကြားတယ်ဟုတ်ပါတယ်ငါတကယ်လို့မားတယ်လေအမ်တီစကလှုပ်ရှားတာများတယ်ချိန်ပေါင်းများစွာပြောရတဲ့နဲ့လေချိန်ချောက်တဲ့ထင်နေတဲ့နေငါတကယ်စားတယ်ကျွန်တော်တပုတ်အဲ့ထဲမှာအဲ့နေရာကြီးကိုအစားဆုံးပဲဗျာဘာကြီးလဲဘလို့ကြီးလဲကွာတကယ်ဆိုရင်ဗျာဒါကြီးကဖြစ်ဒီလိုမျိုးကိစ္စရဲ့မျိုးကြီးဗျာသိလားဒီကောင်းမလေးကိုဘယ်လိုပြောပြရမလဲဒီနားပြန်နားထောင်လိုက်တာပဲကောင်းတယ်ဗျာဒီတစ်ချက်ကျွန်တော် reaction လောက်တာထက်ကျွန်တော်ပြန်ခံစားချက်နဲ့နားထောင်သွားတဲ့ထူနားထောင်သွားတဲ့ပုံစံမျိုးပဲဗျာတဲ့ reaction လောက်တာမဟုတ်ဘူးတရားကိုမစ်စင်ငါပြောရတဲ့ခုမှစမ်းမနေနားမလားဆိုင်ထဲမှာဖြစ်နေရတဲ့အားလုံးကြားနိုင်မယ်သူကနေတရားပဲကြားတယ်ဟုတ်ပါတယ်ငါတကယ်လို့မားတယ်လေအမ်တီစကလှုပ်ရှားတာများတယ်ချိန်ပေါင်းများစွာပြောရတဲ့နဲ့လေချိန်ချောက်တဲ့ထင်နေတဲ့နေငါတကယ်စားတယ်
ကဲချိန်ချောက်ခဲ့တာမဟုတ်တကယ်လှုပ်ပြသွားတာကွာသိလားချိန်ချောက်ခဲ့တာမဟုတ်ဘူးတကယ်လှုပ်ပြသွားတာကွာဒီယာကိုမီစုဆိုတဲ့ကောင်မလေးကဒီတချင်းဥသာနားထောင်မှာပဲဒီတချင်းဥသာနားထောင် तू ဘယ်လိုဖြစ်နေမလဲဘယ်လိုဖြစ်နေမလဲအဲ့ကျွန်တော်ရန်သိချင်တယ်မီစုဆိုတဲ့ကောင်မလေးဘယ်လိုခံစားနေရမလဲဘယ်လိုဖြစ်နေ तू ကချိန်ချောက်တယ်ပဲထင်နေတာတကယ်လှုပ်ပြသွားတာတကယ်လှုပ်ပြသွားတာဘဝတစ်ခုလုံးကိုပေးဆက်ပြီးလှုပ်ပြသွားတာချစ်ပြသွားတာဘာတစ်ခုလုံးနဲ့လဲသွားတာကွာသိလားအများကြီးအုံနောက်အရေးချင်းအများကြီးရှိတယ်တိုးတက်နေတဲ့လူငယ်အညွန်းတလူနဲ့ကွာသိလားနော်နာမည်လဲရနေပြီနာမည်မှာလဲတော်တော်ကိုအရှိရောက်နေတဲ့လူငယ်တယောက်ဒီနာကြီးကဘယ်နှခေါက်နားထောင်တော့ကျွန်တော်တို့ကရမ်းအံ့ဩတယ်ဗျာရမ်းအံ့ဩတယ်ချိန်ချောက်ခဲ့တာမဟုတ်ဘူး तू တကယ်လှုပ်ပြခဲ့တာပြောရတခုမှစမ်းမနေနားမလဲစတဲ့မှာဖြစ်ပြနေရတဲ့အားလုံးကြားနိုင်မယ်သူတို့ကနေတယ်ကြားတယ်ဟုတ်ပါတယ်ငါတကယ်ကိုမားတယ်လေအမ်တီစကလှုပ်ရှားတာများတယ်ချိန်ပေါင်းများတော့ပြောရတယ်နဲ့လေချိန်ချောက်တဲ့ထင်နေတဲ့နေငါတကယ်စားတယ်တချင်းကတော့တချင်းဆိုတာထက်ဘယ်လိုပြောရမလဲဒါမပြောချင်တော့ဘူးเนาะဒီဟာနဲ့ပတ်သက်ပြီးတော့ရန်နှမျောဖို့ကောင်းတယ်တန်ဖိုးရှိတဲ့လူငယ်တယောက်ဆုံးရှုံးသွားတယ်ဘာပဲလို့အရာတွေလဲဘလို့အရာတွေကြောက်လဲအများကြီးပဲဗျာကျွန်တော်ဒီသချင်းနားထောင်ရတာတာမန်သချင်းနားထောင်ရတာတပို့ပြီးတော့ခံစားချက်တွေပို့ပြီးပြင်းထန်တယ်ကျွန်တော်ကဒါတော့မှဒီသူ့ရဲ့ fan မဟုတ်တဲ့သူတရားပေါ့နော်ဒါကျွန်တော်အရင်တော့ကတော့ဒီသချင်းတွေထွက်ရင်တော့ကျွန်တော်နားထောင်ဖြစ်တယ်ဒါပေမဲ့သူ့ရဲ့အမာခံ fan တယောက်အနေမဟုတ်ဆိုတော့ကျွန်တော်ဝန်ခံပါတယ်သူ့ရဲ့အမာခံပရိသတ်တွေဆိုရင်ကျွန်တော်တော့ဒီလောက်ဖြစ်နေရင်သူ့ရဲ့ fan တွေရန်ဖတ်သူ့ရဲ့တငယ်ချင်းဘလို့တွေခံစားနေရမလဲဒါတငယ်ချင်းတယောက်ဆုံးရှုံးတာကြီးရဗျာဘလို့မှဖြည့်သိမ့်လို့ရမှာမဟုတ်ဘူးတငယ်ချင်းဗျာတငယ်ချင်းငယ်တငယ်ချင်းတွေကျွန်တော်ငယ်တငယ်ချင်းတွေဒီလိုခဏတည်းခွဲခွာရတာတော့မှခံစားရတယ်ဒီလိုကိစ္စရက်ကြီးနဲ့ဒီလိုဆုံးသက်သွားပြီးတော့ခွဲခွာရတာကြီးကတော့သူ့အနေနဲ့ပြောမပြတတ်အောင်ခံစားရမှာဗျာဒါကိုချင်းစာပေးလို့ရတယ်ကိုချင်းစာလို့ရတဲ့အရာတွေ